အားလုံးပဲမင်္ဂလာပါခင်ဗျာ Vocal Talks Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုမတင်ဖြစ်တာလည်းအရန်ကိုကြာသွားပြီဖြစ်တယ်ဆိုတော့ခမန်းကြီးတစ်နှစ်လောက်တော့ကြာသွားတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုမတင်ဖြစ်တာဒါပေမဲ့ကျွန်တော်ဗီဒီယိုမတင်ဖြစ်ဘူးဆိုပေမဲ့လို့ကြားထဲမှာsubscribe တွေလုပ်ပေးကြတယ် like comment တွေလည်းတောက်လျှောက်ပေးကြတဲ့အတွက်အားပေးတဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်ဆိုတော့ comment လေးတွေကိုတော့ကျွန်တော်အမြဲကြည့်ဖြစ်တယ်တောက်လျှောက်ကျွန်တော်ဗီဒီယိုမတင်ဖြစ်ပေမဲ့လို့ comment လေးတွေကိုလိုက်ဖတ်ဖြစ်တယ်လိုက်ပြီးတော့မှတချို့ဟာလေးကျွန်တော် reply ပြန်ပေးတာလေးရှိတယ်တချို့ဟာလေးအသေးပေးတယ်ပေါ့နော်ဆိုတော့ဒီ comment မေးထားတဲ့ထဲမှာနောက်ပိုင်းအရန်မေးလာတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့နှာတန်ပါနေတယ်နှာတန်ဘယ်လိုဖြောက်ရမလဲဆိုတာလေးတွေကျွန်တော်တောက်လျှောက်မေးလာကျွန်တော်ခက်စိတ်လေးတွေ့ရတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်။ Guarantee ကြတော့ဒီနှာတန်နဲ့ပတ်သက်တဲ့ဟာကျွန်တော်ဗီဒီယိုတစ်ခုတင်ဘူးတယ်ကျွန်တော် channel အစပိုင်းမှာပေါ့နော်ပြန်သွားကြည့်မယ်ဆိုလို့ရှိရင်တွေ့လိမ့်မယ်ဗီဒီယို2ခုမြောက်လား3ခုမြောက်လားမသိဘူးရှိလိမ့်မယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့နှာတန်နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ပြောဘူးတယ်ဆိုတော့ထားလိုက်ပါအဲ့ဒါမကြည့်သေးတဲ့သူတွေအတွက်လည်းဒီကနေ့ဗီဒီယိုလေးကဒါအသက်ပြန်ဖြတ်သွားတာပေါ့နော်။ဆိုတော့နှာတန်နဲ့ပတ်သက်ပြီးတော့မှအဖြစ်များတဲ့အချက်2ချက်ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ကားပြောတဲ့အခါမှာဖြစ်တချင်းဆိုတဲ့အခါမှာဖြစ်ကျွန်တော်တို့နှာတန်ပါတဲ့ပြဿနာရှိတတ်တယ်ဆိုတော့အထူးသဖြင့်တချင်းဆိုတဲ့အခါမှာနှာတန်အမြဲပါနေတော့ဒါအဆင်မပြေဘူးပေါ့နော်နှာတန်ဖြစ်ရတဲ့အကြောင်းရင်းအမျိုးရှိပါတယ်အဲ့ဒီဟာထဲကမှပထမတစ်ချက်ကျွန်တော်ရွေးထားတဲ့ဟာကတော့ကျွန်တော်တို့ဒီလေပင်တချင်းဆိုတဲ့အခါလေချောင်းအပြည့်အဝမဖွင့်ပေးတာ twin space ကိုအလုံးလောက်မရှိတဲ့အတွက်ကြောင့်မလို့နှာတန်ပါရခြင်းဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ရှင်းသွားအောင်ဥပမာလေးနည်းနည်းပြမယ်ဆိုတော့ကျွန်တော်တို့အတန်ထုတ်တဲ့အခါကြာလို့ရှိရင်ဒီအတန်လုံးလန်းလွတ်လပ်ထွက်လာဖို့လိုတယ်အဲ့ဟာထွက်လာမှသာလျှင်အတန်ရှင်းမယ်ဆိုတော့ပိတ်လိုက်တယ်ဆိုလို့ရှိရင်တော့အတန်ကတခြားနေရာသွားမယ်ဆိုတော့အပေါ်သွားမယ်တခြားနေရာသွားအဲ့လိုမျိုးပေါ့နော်နေရာမှားသွားတဲ့လမ်းကြောင်းမှားသွားတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့ဥပမာမာမေမီမိုမာမေမီမိုမူဒီလိုဆိုမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဖွင့်ပြီးတော့အကုန်ဆိုတာမာမေမီမိုမာမေမီမိုမူအဲ့ဒါကိုကျွန်တော်လည်းကြောင်းပိတ်ပြီးဆိုမယ်ဆိုလို့ရှိရင်မာမေမီမိုမာမေမီမိုမူအပေါ်ရောက်သွားတယ်လေကြောင်းကအပြည့်အဝမဖွင့်ပေးတဲ့အတွက်ကြောင့်မလို့အတန်ဒီလမ်းကြောင်းလွဲပြီးအပေါ်ရောက်သွားတဲ့သဘောဖြစ်တယ်ဆိုတော့တချင်းဆိုတဲ့အခါမှာလေကြောင်းကိုအပြည့်ဖွင့်ပေးပါအဲ့လိုဆိုလို့ရှိရင်တော့ကိုယ်အတန်ဒီလွတ်လပ်နဲ့ရှင်းလင်းရှေ့ကိုထွက်လာပါလိမ့်မယ်နံပါတ်2အချက်ကိုပြောပါမယ်ဆိုတော့နံပါတ်2အချက်ကတော့ခုနဟာနဲ့ဆက်ဆက်မှုရှိတယ်သူကကျတော့တချင်းဆိုတဲ့အခါမှာကျွန်တော်တို့တခြားအကြောင်းပြချက်ကြောင့်မလို့ဒီအတန်ကိုအပေါ်ခတ်ပြီးတော့မှပို့တာပေါ့နော်ဒီနှာတန်ကိုခတ်ပြီးတော့မှရောက်သွားတဲ့ဟာမျိုးဖြစ်တယ်ချင်းဆိုတဲ့အခါကြာလို့ရှိရင်တော့အရှိကိုအကုန်ထွက်လာဖို့လိုတယ်ဒီပါဇက်ရဲ့အပြင်ကိုကျွန်တော်တို့အန်ထုတ်လိုက်တယ်လို့သဘောထားတယ်ကျွန်တော်ရေအန်လိုက်ရေအကုန်ထွက်တယ်အစားအစာအန်လိုက်အစားအစာအကုန်လုံးရှေ့ကိုထွက်လာအဲ့လိုပဲအတန်လည်းကျွန်တော်တို့အန်ပြီးထုတ်တယ်လို့သဘောထားပေးမယ်เนาะအဲ့လိုမြင်တောင်းကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ခုနလိုပဲမာမေမီမိုမာမေမီမိုမူရှေ့ကိုထွက်သွားမယ်မာမေမီမိုမာမချန်နေလို့မရအောင်အပေါ်သွားလို့မရအောင်အဲ့လိုအပေါ်ပို့လို့နှာတန်ပါတာဖြစ်တယ်မာမေမီမိုမာမာမေမီမိုမာနော်ကြည်သွားတယ်ရှေ့ကိုထုတ်လိုက်ရင်လွတ်လပ်သွားတယ်ကြည်သွားတယ်ဆိုတော့အတန် sing forward ရှေ့ကိုထုတ်ပေးပါအဲ့ဒီအလေးချင်းလေးကိုလုပ်ကြည့်ပါအဲ့လိုဆိုလို့ရှိရင်တော့နှာတန်ပါတာတွေယော့လာလိမ့်မယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲဖြစ်တယ်နှာတန်နဲ့ပတ်သက်ပြီးတော့မှအဖြစ်များတဲ့အချက်2ချက်ရဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုကျွန်တော်တွဲပြီးတော့မှပြောပြသွားတာဖြစ်ပါတယ်နှာတန်နဲ့ပတ်သက်တဲ့အခါမှာဒီ2ချက်မှမဟုတ်ဘူးတခြားသောအချက်လက်တွေရှိနေနိုင်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ကိုယ့်ရဲ့အယိုးဖွဲ့စည်းတည်ဆောက်ပုံကြောင့်မလို့မတူတာမျိုးပေါ့နော်သူများနဲ့မတူတာမျိုးကိုယ်အတန်တစ်မျိုးဖြစ်နေတာမျိုးတွေရှိကောင်းရှိတယ်ဆိုတော့ဒါတွေအတွက်ကတော့တတ်ဖြစ်ပါတယ်ဆိုတော့ခုနပြောသွားတဲ့ဟာကတော့ပုံမှန်တိုင်းရှိလျက်နေပေါ့နော်နှာတန်ဖြစ်နေတော့ကိုယ့်ရဲ့စိုးပုံစိုးနီးမှားနေတာအကြောင်းမလို့ဖြစ်တယ်ဆိုတော့အဖြစ်များတဲ့အချက်2ချက်လေးကိုကျွန်တော်ကခုဗီဒီယိုလေးနဲ့ရှင်းပြပေးတာဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိဖို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ဗီဒီယိုများလည်းကျွန်တော်ထပ်တင်နိုင်အောင်ကြိုးစားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်